မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာခဏကတော့ဆရာကတင်ပြပေးမယ့်ဟာလေးကဘာလေးတော့ဆိုရင်21ရက်နေ့မှာ1388ခု21ရက်နေ့မှာဆရာကိုယ်တိုင်အဆောင်လေးတစ်ခုတိတ်တိတ်တင်ပါဗျာအဲ့ဒီအဆောင်လေးကတော့ဘာလေးတော့ဆိုရင်လိုတာရအောင်တိတ်တိတ်အဆောင်လို့ခေါ်ပါလေဗျာဒါလေးကဘာကြောင့်လိုတာရအောင်တိတ်တိတ်အဆောင်ဆိုပြီးခေါ်ထားတာလို့ဆိုရင်နံပါတ်1အလုံးရှိရတယ်ပြေဆုံးတယ်ပြေဆုံးအောင်မြင်ကြော်ကြောက်မှုကိုလည်းအမြန်ဆုံးပေးတဲ့အတွက်ကြောင့်လိုတာရအောင်တိတ်တိတ်အဆောင်ဆိုတဲ့နာမည်ကိုပေးထားပါလေဗျဒီအဆောင်လေးကအားအစွမ်းတက်ပါလေဗျဘာလေးနဲ့အစွမ်းတက်တာလို့ဆိုရင်နံပါတ်1အချက်ဒီအဆောင်လေးဆောင်နေနေမှာစပြီးစိတ်ရရှိတဲ့အကျွေးတွေငွေကြေးတွေအားလုံးအဆင်ပြေတယ်အမြန်ဆုံးဆက်နိုင်တယ်နံပါတ်1လက်လာပါတွေပွင့်လန်းနေကြနံပါတ်3မိမိမှာငွေကြေးအခက်အခဲတွေပြေလည်စေတယ်နံပါတ်4အတိုက်ခိုက်အနောက်ဆက်တွေကင်းရှင်းစေတယ်နံပါတ်5ဟုံးတကူဩဇာအာဏာတွေတည်တံ့ခိုင်မြဲစေတဲ့အတွက်ကြောင့်ဒါလေးကိုလိုတာရအောင်တိတ်တိအဆောင်ဆိုတဲ့နာမည်လေးပေးထားတာပါဗျဒီလိုတာရအောင်တိတ်တိအဆောင်လေးကိုစောင်းတဲ့သူတိုင်းဒီ3လအတွင်းမိမိဖြစ်ရှင်တဲ့ဆန္ဒတစ်ခုတည်းကိုသာဆူတောင်းရဆောင်ပါဗျအဟုတ်အောင်အစဉ်ပြေရမယ်ဗျဒီအဆောင်လေးကိုအသုံးပြုပုံလေးကတော့ဒီမှာစာရွက်စာအညွန်လေးပါထားပါတယ်ဗျအဲ့ဒီအညွန်လေးကိုစာဖတ်ပြီးတော့တေချာလေးအသုံးပြုပြပါဗျဒါလေးကိုမှာယူရှင်နေဆိုတော့ဆရာရဲ့ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်4026600015အဲ့ဒီဖုန်းနံပါတ်မှာလာရောက်ဆက်သွယ်ရေးမှာယူနိုင်ပါတယ်ဗျဒါလေးကိုမှာယူတဲ့နေ့မှာစပြီး3ရက်အတွင်းဆရာကဒလီအပေးပါလိမ့်ဗျဒါလေးကိုအသုံးပြုရမယ် date စာရွက်တွေပါရတော့ဒီနောက်မှာပါတော့ဒါလေးကြည့်ပြီးကြာလေးအသုံးပြုရပါလိမ့်ဗျဒါလေးကိုမယောင်းချခင်ဆရာမိတ်ဆွေများတကယ်ကိုအခက်ကြုံနေတဲ့ငွေကြေးအခက်ကြုံနေတဲ့မိတ်ဆွေများအတွက်ဆရာဒီအဆောင်လေးကို3ခုတိတိဒါနပြုပါမယ်ဗျဒီအဆောင်လေးက3ခုတိတိဒါနပြုရတဲ့ရည်ရွယ်ချက်ကတော့တကယ်ငွေကြေးအခက်ဖြစ်နေတဲ့သူတွေအစဉ်ပြေရှင်တဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ပညာဒါနလေးပြုရပါဗျဒီအဆောင်လေးကတော့3ခုတိတိဆရာအခါမဲ့ပေးပါမယ်ဗျဟဲ့နောက်ပိုင်းမာယူရှင်တဲ့ပညာကတော့ဆရာကို Viber မှာဖြစ်စေ Telegram မှာဖြစ်စေ399402660015မှာဆက်သွယ်ရေးမှာယူနိုင်ပါတယ်ဗျမိတ်ဆွေများအားလုံးကျမ်းမာကြပါစေချမ်းသာကြပါစေဗျာ